အားလုံးပဲမင်္ဂလာပါဒီပိုင်းမှာတော့ဒီခုမြင်တွေ့တဲ့အကြောင်းအရာတွေကိုရှင်းပြမှာဖြစ်ပါတယ်ပထမဆုံး horizontal type ထိုးကိုကျွန်တော်ရွေးချယ်ပြပါမယ်ဟုတ်ကျွန်တော်ရဲ့ mouse လေးကိုကြည့်မယ်ဆိုရင်ဒီလိုပုံစံအနေထားလေးပါအဲ့မှာ left click ချက်ထိလိုက်မယ်ဆိုရင်ဒီခုလိုပုံစံမိတ်တုံနဲ့ဒါဆိုရင်စာရေးလို့ရပါပြီဒီခုလိုစာရေးပြီးတော့ဆိုရင်ကျွန်တော်တို့ကဒီ two option bar ပေါ်ကဒီအမှန်ချစ်လေးကိုကျွန်တော်ချစ်ပေးအောင်ပြပါဒါဆိုရင်စာရေးထားတာအောင်မြင်တော့ပြီပေါ့နော်ရေးပြီးတော့ဆိုကျွန်တော်နောက်တစ်ကြောင်းမှာလာဆက်ရေးလို့ရပြီပေါ့နော်နောက်တစ်ကြောင်းမှာဆက်ရေးမယ်ဆိုရင်ဒီခုလို left click တစ်ချက်ထိလိုက်ပါဒါဆိုရင်စာဆက်ရေးလို့ရပြီပေါ့နော်ခုလိုစာရေးပြီးတော့ဆိုရင်ဒီ move tool လေးတစ်ချက်ထိလိုက်ပါဒါဆိုရင်လည်းသူကဒီမှာစာရေးတာကိုလုပ်ပြီးတော့ပြီပေါ့နော် move tool ရေးလိုက်တဲ့ချက်ချင်းသူကဒီရောက်သွားတယ်ဒီ text tool ကကျတော့ပျောက်သွားဖြစ်ပါတယ်ခုလို text tool ပြန်ခေါ်ပြီးတော့စာပြန်လာရေးလို့ရပါတယ်ဒီချိန်မှာကျွန်တော်တို့ဒီထပ်ပြီးတော့ဒီ vertical type tool ဆိုလေးကိုတွားရအောင်ဒီ vertical type tool လေးကိုကျွန်တော်ထိလိုက်ပါနော်ထိလိုက်ချိန်မှာစာကဘယ်လိုလာမလဲဆိုရင်ကြည့်ရအောင် left click တစ်ချက်ထိလိုက်ပြီးထိပြီးတော့ရင်စာရေးမယ်ပေါ့နော်စာရေးပြီးတော့တိုင်းကျွန်တော်တို့ကဒီအပေါ်ကအမှန်ချစ်လေးကိုနှိပ်ပေးပါဒါဆိုရင်ရပါပြီပေါ့နော် horizontal type tool နဲ့ရေးတဲ့စာကကျတော့ဒီနှစ်ခုဖြစ်ပြီးတော့ vertical type tool နဲ့ရေးတဲ့စာတော့ဒီကောင်ဖြစ်တယ်ဆိုတော့သိရမှာဖြစ်ပါတယ်အဲ့တော့ဒီအောက်ကနှစ်ခုကိုမရှင်းပြခင်ဒီခုရေးထားတဲ့စာလေးတွေကကျွန်တော်တို့ဆက်ပြီးတော့ပြင်ချင်တယ်ပေါ့ပြင်ချင်တယ်ဆိုရင်ဒီခုအနေထားလို့ရှိနေဒီကောင်လေးပြင်ချင်တယ်ဆိုရင်ဒီနေရာမှာ left click တစ်ချက်ထိလိုက်ပါဒါဆိုရင်ဒီလိုရလာဆိုရင် control A နှိပ်လိုက်ပါဒါဆိုရင်ဒီခုလို selection ရပြီ selection ရပြီဆိုရင်ကျွန်တော်တို့ဒီ two option bar ပေါ်ကဒီနေရာမှာ set the font family ဆိုတဲ့စာသားလေးတွေ့ရမှာပါဒါကတော့ကျွန်တော်တို့ font ကိုမိမိစိတ်တိုင်းကြပြုပြင်လို့ရတာဖြစ်ပါတယ်မိမိစိတ်တိုင်းကြတစ်ခုခုရွေးချယ်လိုက်ပါရွေးတဲ့အတိုင်းဒီမှာတစ်ခုလိုပြောင်းတော့မှာကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေထားဒီလိုပြောင်းသွားတယ်ပေါ့နော်ဒါဆိုရင်ထပ်ပြီးတော့ဒီကောင်လည်းပြောင်းချင်တယ်ဆိုအဲ့လိုပဲ select ပေးမယ် control A လုပ်မယ်ဒီ font style တွေမိမိနှစ်သက်ရတစ်ခုခုကိုလာရွေးချယ်မယ်ဒီကောင်ထားကြည့်လိုက်မယ်ဟောဒါဆိုရင်ပြောင်းသွားတော့ဟုတ်ပြီကျွန်တော်တို့ color ပါထည့်ချင်တယ်ဆိုရင်ဒီအပေါ်မှာ color လေးလာထည့်လို့ရပါတယ်စာသား color ပါနော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီစာသားလေးကိုထပ်ပြီးတော့ကွေးချင်တယ်ဆိုရင်တွေ့လားဒီနေရာမှာဒါလေးရှိတယ်ဒါလေးတွားလိုက်ပါပေါ်လာရင်ဒီနေရာမှာကျွန်တော်လာရွေးပါအကွေးပုံစံဟောဒီလိုပုံစံထားမှာလားဒါဆိုရင်ဒီဘက်မှာကွေးဖို့အတွက်ကျွန်တော်ဘယ်လောက်ထိကွေးချင်လဲနေရာပါနော်ဟော slide လောက်ယူပါဒါဆိုရင်ဒီခုဒီမှာပြောင်းလိုက်ဒီနေရာလေးမှာတော့ဒါတော့ font size ပေါ့နော်14ပဲဖြစ်နေ18ထားလိုက်မှဆိုရင်ဒီကောင်ကြီးလာတယ်ပေါ့နော်စာအများကြီးနဲ့ဆိုရင်ဘယ်ပဲညီတာတို့ပြီးရင်ဒီကောင်တော့အလဲညီတာတို့ဒီကောင်ကညာညီတာတို့ဖြစ်ပါတယ်ဒါလေးကိုအမှန်ချစ်လိုက်ပါအဲ့တော့ဒီစာလေးကိုဒီဘက်ရွှေ့ချင်တယ်စော bokeh m king ဆိုတာပျောက်နေလာပြီးတော့ရွှေ့လို့ရမှာပေါ့နော်ဒီမှာကျွန်တော်တို့ two option bar ပေါ်ကဒီ auto select ဟာလေးကိုဖြုတ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီခုဒီစာပေါ်မှာ left click လာထောက်တင်အလုပ်ပြီမဲ့ဒီမှာလာထောက်ပြီးရွှေ့မယ်ဆိုရင်အလုပ်မလုပ်ဘူးဒီကောင်ပဲသူနားလဲတယ်ဒါကြောင့်ဒီခုဒီ layer ပဲချမ်းဒီကောင်မှာကျွန်တော်လာရှာရွေးအောင်ဖြစ်ပါတယ်ဒီမျက်စိအဖွင့်အပိတ်နဲ့ကစားပြီးလာရှာမှာเนาะဟောရွှေ့ချင်တာဒီကောင်ကိုရွှေ့ချင်တာပြန်มาလဲအစီအပွင့်ပိတ်နဲ့ဟုတ်တယ်ဒါအဲ့မှာဒီခုလို select လာဝင်တော့မှကျွန်တော်တို့ကဒါကိုအရွှေ့ပြောင်းကစားလို့ရတယ်ပေါ့နော်ဒီကောင်ပြန်ပြင်ချင်တယ်ဆိုရင် select ခုလိုမျိုးကာဆာလာချလို့ရတယ်ပေါ့နော်ဒီညာလေးလာထိလိုက်တာဆိုရင်ကာဆာမိတ်တုံလေးနဲ့ဟုတ်ပြီအဲ့ဒါကို control A လုပ်ပြီးတော့ပြန်ပြုပြင်လို့ရတယ်ပေါ့ဟုတ်ပြီ two option bar ပေါ်ကဒီကောင်လေးကိုဆက်ပြီးတော့ကျွန်တော်လေ့လာရအောင်ဒီကောင်လေးကိုထိလိုက်မယ်ဆိုရင်ဒီခုလိုပေါက်ကျလာဒါပေါ့နော်ဒီမှာစာသားစောင်းချင်တယ်ဆိုရင်ဒီခုဒီမှာစောင်းသွားပြီပေါ့နော်ကြည့်ထားပါမမြင်းတာဒါထည့်မယ်ဆိုရင်ဒီမှာ alignment မြင်းတာရသွားပြီ color ရမယ်ဆိုရင်ဒီမှာ color လာကစားလို့ရတာ okay ပြန်နှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့ဒီမှာ color ရသွားပြီဟုတ်ပြီဒီမှာ font ကမိမိနှစ်တက်ရ font တစ်ခုလာထားလိုက်ပါပေါ့နော်ဒီ sharp မှာကျွန်တော်တို့ strong နဲ့ထားကြည့်လိုက်မယ်ဟောဒီမှာလည်းကစားရင်ပြောင်းသွားတာဖြစ်ပါတယ်ခုကျွန်တော်ဒီအောက်က horizontal type mask tool လေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီ tool ပြောပြနဲ့ vertical type mask tool ကသဘောပေါက်တော့မှာဖြစ်ပါတယ် horizontal type mask tool လေးကိုကျွန်တော် select လုပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာစာရေးမယ်ပေါ့နော်စာရေးဖို့ကာစာချလိုက်တဲ့နဲ့ color တူဟန်တူခုလိုမျိုးအနီရောင်ပြောင်းသွားရပေါ့နော်အဲ့မှာကျွန်တော်တို့လိုချင်တဲ့စာရေးမယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ဒီຢာကို font size နည်းနည်းကြီးချင်တယ်ဆိုတော့ control A လုပ်လိုက်ပါပြီးရင်ဒီအပေါ်ကဒီညာလေးမှာ font size ကိုခုလိုမျိုးလာကြည့်လို့ရတယ်ပေါ့နော်ဒီပေါက်ပေါ်ကဒီနေရာမှာလဲကျွန်တော်တို့ smooth ထားကြည့်လိုက်မယ်
စာရအခုံးထည့်ခြင်းနဲ့ဆိုရင်ဒီနေရာလေးကိုပြန်လာမယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့လာပြီးတော့ရွေးချယ်မယ်နော်ဒီ flap အဲ့မှာအမှန်ချစ်ချစ်လိုက်ပါနော်မှန်ချစ်ချစ်လိုက်တာနဲ့ဒီကောင်ကသူ့ရဲ့အနေထားဒီလိုပုံစံလေးရှိနေတယ်လားမိုင်ခါဆိုတော့ဒီလိုပုံစံလေးဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီ layer တော့ခတ်နေတဲ့အတွက် layer ကိုတော့လာဖွင့်မယ်ပေါ့နော် left click နဲ့ချက်ထိလိုက်တယ်ပြီးရင် okay တင်လိုက်မယ်ဒါဆိုရင် layer တော့ဖွင့်သွားအဲ့တော့တော့ဖွင့်သွားဆိုရင်ကျွန်တော်တို့ဒီ menu bar ရဲ့ edit tab ကိုလာမယ်လာပြီးတော့ဒီမှာ copy mark ဆိုတာလေးကိုကျွန်တော်တို့လာရွေးချယ်မယ် left click တစ်ချက်လာထိလိုက်မယ် edit tab ထဲကကျွန်တော်တို့ဒီ face လေးကိုလာထိလိုက်မှာပေါ့နော်လာထိလိုက်တဲ့အချိန်မှာဒီမှာ layer မှာကျွန်တော်တို့ဒီခုလိုမျိုးတစ်ခုရလာပြီပေါ့နော်ဒီ layer ပေါ်မှာ left click နဲ့ချက်ထိလိုက်ပါဒီ drop shadow ဆိုတော့ဒီညာလေးမှာအမှန်ချစ်လာဖွင့်လိုက်ဒါဆိုအမှန်ချစ်ပွင့်ဒီမှာရလာပေါ့နော်ဟော okay နှိပ်လိုက်ပါ